ဒီနိုင်ငံကစပင်ညက်သမားတို့ကားရည်ဆေးစရာတယောက်ရဲ့လစာကတခြားနိုင်ငံကအင်ဂျင်နီယာတွေထက်ပိုများပါတယ်မိတ်ဆွေတစ်ခါတော့စဉ်းစားကြည့်ဘူးလားကမ္ဘာတနေရာမှာအင်ဂျင်နီယာဘွဲ့ရလောက်သက်ရင်ပညာရှင်တယောက်ကရုံးလန်းထဲမှာခေါင်းမိတောင်အလုပ်လုပ်ပြီးတစ်လဒေါ်လာ1500ဒါမှမဟုတ်2000လောက်ရနေတဲ့အချိန်မှာတခြားကမ္ဘာတစ်ဖက်ချမ်းကနိုင်ငံတစ်ခုမှာတော့စပင်ညက်သမားတစ်ယောက်ဒါမှမဟုတ်ကားဆေးမှုတ်တဲ့ဝန်ထမ်းတစ်ယောက်ကအဲ့ဒီအင်ဂျင်နီယာထက်လစာ2ဆ3ဆပိုရနေတယ်ဆိုတာယုံနိုင်ပါမလားဒါဟာပုံမြင်မဟုတ်ပါဘူးဒါဟာကမ္ဘာအချမ်းသာဆုံးနဲ့လစာအမြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့ဆွစ်ဇာလန်နိုင်ငံရဲ့လက်တွေ့ဘဝပဲဖြစ်ပါတယ်ဘာလို့ဒီလောက်ကွာခြားနေတာလဲသူတို့စီမှာရွှေရင်းတွေရေနံရင်းတွေရှိလို့လားဒါမှမဟုတ်ငွေစက်ကူတွေကိုစက်နဲ့အလကားရိုက်ထုတ်နေလို့လားအဖြေကတော့မိတ်ဆွေထင်ထားတာနဲ့လုံးဝတခြားစီပဲဖြစ်ပါတယ်ဒီနိုင်ငံရဲ့လျှို့ဝှက်ချက်ကပတ်စံတစ်ခုတည်းမဟုတ်ပါဘူးသူတို့ရဲ့ပညာရေးသူတို့ရဲ့ယဉ်ကျေးမှုနဲ့သူတို့ရဲ့ထူးခြားလွန်းတဲ့စီးပွားရေးစနစ်တစ်ခုကြောင့်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့တာမန်အလုပ်သမားတယောက်ကိုတထေးတယောက်လိုနေနိုင်အောင်ဖန်တီးပေးထားတဲ့ကမ္ဘာလစာအမြင့်ဆုံးနိုင်ငံရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုကျမတို့အတူတူဖော်ထုတ်သွားမှာပဲဖြစ်ပါတယ်အစောင့်ထိကြည့်ပြီးရင်တော့မိတ်ဆွေရဲ့ငွေကြေးနဲ့အလောက်ကင်ပေါ်မြင်တဲ့အမြင်တွေဟာပြောင်းလဲသွားနိုင်ပါတယ်ကဲစလိုက်ကြရအောင်ပါပထမဆုံးကဏ္ဍတွေကိုအရင်ကြည့်လိုက်မယ်ဆိုရင်ဆွစ်ဇာလန်နိုင်ငံဇူရစ်ဒါမှမဟုတ်ဂျနီဗာမြို့ကြီးတွေမှာမက်ဒေါ်နက်ဆိုင်ကဝန်ထမ်းတယောက်ရဲ့အနည်းဆုံးလစာဟာတနာရီကို$25ဝန်းကျင်ရှိပါတယ်။တစ်လကိုတွက်ကြည့်မယ်ဆိုရင်$4000မြန်မာငွေ$80ကျော်100ဝန်းကျင်အသာလေးရနေတာပါ။ဟုတ်ပါတယ်။ဒါကဘွဲရဖို့မလိုတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ဆွစ်ဇာလန်ကစပင်ညက်စရာတယောက်ဟာတစ်လကို$4500ကနေ$9000ကျားရနိုင်ပါတယ်။ဒါပေမဲ့ကျမတို့အာရှနိုင်ငံတွေဒါမှမဟုတ်ဥရောပကတခြားနိုင်ငံတွေမှာတော့အင်ဂျင်နီယာတယောက်ရဲ့ကနဦးလစာကဒီပမာဏကိုမှီဖို့ခက်ခဲပါတယ်။မေးစရာရှိလာတာကကုမ္ပဏီတွေကဘာလို့ဒီလောက်ပေးနိုင်တာလဲ။သူတို့မမွဲသွားဘူးလား။တကယ်တော့ဒီနိုင်ငံမှာ minimum wage ဆိုတဲ့အနည်းဆုံးလစာသတ်မှတ်ချက်ထက် living wage လို့ခေါ်တဲ့လူတန်းစီနေနိုင်တဲ့လစာကိုပိုပြီးဦးစားပေးကြပါတယ်။အလုပ်သမားသမဂ္ဂတွေကလည်းအရန်အားကောင်းပါတယ်။ဒါပေမဲ့ဒါကအပေါ်ယံအကြောင်းပြချက်ပဲရှိပါသေးတယ်။တကယ်အကြောင်းရင်းကဒီထက်ပိုနှက်နေပါတယ်။ဒါပေမဲ့မိတ်ဆွေချက်ချင်းကြီးတော့အိပ်ပေါ်ပြီးဒီနိုင်ငံကိုပြောင်းဖို့မစင်စားလိုက်ပါနဲ့အောင်။လစာများတယ်ဆိုတဲ့စကားလုံးရဲ့နောက်ွယ်မှာကြီးမားတဲ့ထောင်ချောက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။လစာ$6000ရလို့ပြောနေမလား။ခဏလေးပါ။ခင်ဗျားနေ့လည်စာဟမ်ဘာဂါတစ်လုံးစားမယ်ဆိုရင်$20-30လောက်ပေးရနိုင်ပါတယ်။အမဲသား1ကီလိုကို$50ကျော်တယ်။အိမ်လားကလားမြို့ထဲမှာနေမယ်ဆိုရင်အိတ်ခမ်းတစ်ခမ်းပါတဲ့တိုက်ခန်းလေးတစ်ခုတည်းကို$2000ကနေ$3000လောက်ပေးရပါလိမ့်မယ်။ဆိုတော့သူတို့ကလက်တစ်ဖက်နဲ့ငွေအများကြီးပေးပြီးကျန်တဲ့လက်တစ်ဖက်နဲ့ပြန်နှိုက်သွားတာလား။တကယ်တော့မဟုတ်ပါဘူး။ဆွစ်ဇာလန်ပြည်သူတွေရဲ့ purchasing power လို့ခေါ်တဲ့ဝယ်ယူနိုင်စွမ်းအားကကုန်စည်နှုန်းကြီးပေမဲ့လည်းကမ္ဘာထိပ်တန်းမှာရှိနေတော့မှာပဲ။ဆိုလိုတာကစပင်ညက်သမားတယောက်ဟာသူ့လစာနဲ့အိမ်လခပေးအစားအသောက်ဝယ်ပြီးရင်တော့တစ်နှစ်မှာနိုင်ငံခြားခရီးထွက်ဖို့ကောင်းကောင်းစီးဖို့ပတ်စံကျန်နေပါသေးတယ်။ဒါဆိုဘယ်လိုလုပ်ပြီးဒီစီးပွားရေးဆက်ဝန်းကြီးကလဲပတ်နေတာလဲဘသူကပတ်စံတွေရှာပေးနေတာလဲဒီနိုင်ငံရဲ့စီးပွားရေး model ကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တရုတ်နဲ့ဗီယက်နမ်တို့လိုနိုင်ငံတွေကဈေးသက်သက်နဲ့အများကြီးထုတ်မယ်ဆိုတဲ့လမ်းစဉ်ကိုသွားပေမဲ့ဆွစ်ဇာလန်ကတော့ဈေးအကြီးဆုံးနဲ့အကောင်းဆုံးကိုပဲထုတ်မယ်ဆိုတဲ့လမ်းစဉ်ကိုရွေးချယ်ထားပါတယ် Rolex နိုင်တစ်လုံးကိုကြည့်ပါဆွစ်ဇာလန်ချောကလက်ဆေးဝါးထုတ်လုပ်မှုပြီးတော့ကမ္ဘာ့ဘဏ်လုပ်ငန်းတွေသူတို့ထုတ်လုပ်လိုက်တဲ့ပစ္စည်းတိုင်းက high value added ဖြစ်ပါတယ်။ဆိုလိုတာကကုန်ကျန်းနည်းနည်းလေးသုံးပြီးတန်ဖိုးအဆမတန်မြင့်မားတဲ့ပစ္စည်းကိုဖန်တီးလိုက်တာပဲဖြစ်ပါတယ်။နိုင်တစ်လုံးကို$1000နဲ့ရောင်းရတဲ့အခါအဲ့နိုင်ကိုတက်စင်တဲ့ဝန်ထမ်းကိုလစာ$6000ပေးဖို့ဆိုတာကုမ္ပဏီအတွက်မခဲရင်တော့ပါဘူး။သူတို့စီမှာ cheap labor လို့ခေါ်တဲ့ဈေးပေါ်တဲ့လုပ်အားဆိုတာမရှိပါဘူး။ quality labor လို့ခေါ်တဲ့အရေးအသွေးမြင့်လုပ်အားကပဲရှိပါတယ်။ဒါကြောင့်ကားဆေးသမားပဲဖြစ်ဖြစ်စက်ရုံအလုပ်သမားပဲဖြစ်ဖြစ်သူတို့ရဲ့ကျွမ်းကျင်မှုကကမ္ဘာအဆင့်မီဖြစ်နေတာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျမတို့နိုင်ငံနဲ့အကွာခြားဆုံးအချက်လို့ပြောလို့ရပါတယ်။ကျမတို့စီမှာလူတိုင်းတက္ကသိုလ်တက်ချင်ကြတယ်။ဝဲမရရင်လူရမဝင်ဘူးလို့ထင်ကြတယ်။ဒါပေမဲ့ဆွစ်ဇာလန်မှာတော့ကျောင်းသား80%လောက်ကတက္ကသိုလ်မတက်ကြပါဘူး။သူတို့က vocational training လို့ခေါ်တဲ့အသက်မွေးဝမ်းကျောင်းပညာရေးကိုရွေးချယ်ကြပါတယ်။အသက်15-16နှစ်လောက်ခရဲကကုမ္ပဏီတွေမှာဝင်လုပ်ပြီးစာရီထက်လက်တွေကိုတင်ယူကြပါတယ်။ဘဏ်လုပ်ငန်း IT နည်းပညာကျန်းမာရေးလက်မှုပညာစတဲ့ဘယ်နယ်ပယ်မှာမဆိုအလုပ်တင်ဆင်းကြပါတယ်။ဒါကြောင့်သူတို့စီမှာစပင်ညက်စရာဆိုတာစပင်ညက်ရောင်တတ်တတ်မဟုတ်ပါဘူး။
ဓာတုဗေဒအယောင်ဆက်နီထောက်တယ်ဝန်ဆောင်မှုနဲ့စီးပွားရေးစီမံခန့်ခွဲမှုကိုပါကျွမ်းကျင်တဲ့ professional တွေပဲဖြစ်ပါတယ်သူတို့လူအဖွဲ့အစည်းကဆရာဝန်မအထင်ကြီးမယ်ဆိုတဲ့စိတ်ဓာတ်မရှိပါဘူးအလောက်တိုင်းမှာဂုံတိတ်ခါရှိကြပြီးကျွမ်းကျင်ရင်ကျွမ်းကျင်သလောက်တန်ချေးပြန်ရပါတယ်ဒါကသပင်ညက်သမားတယောက်ကအင်ဂျင်နီယာလောက်လစာရနေခြင်းရဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်နောက်ဆုံးရုပ်ဝက်ချက်ကတော့နိုင်ငံရေးတည်ငြိမ်မှုပဲဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံဟာစစ်ပွဲတွေကြားမှာဂျားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီးနိုင်ငံရေးအရအရန်တည်ငြိမ်ပါတယ်ဒီတော့ကမ္ဘာတထေးတွေကသူတို့ပတ်စံတွေကိုဆွစ်ဇာလန်ဘဏ်တွေမှာလာထားကြပါတယ်ငွေကြေးစည်းစိမ်မှုအားကောင်းတဲ့အတွက်အရင်းအနှီးတွေပေါ်များပါတယ်အတိုးနှုန်းနဲ့ပြီးစီးပွားရေးလုပ်ရတာလွယ်ကူပါတယ်ပြီးတော့သူတို့စီမှာကအစိုးရကိုပြည်သူကဓာတ်ရိုက်ထိန်းချုပ်တဲ့ direct democracy စနစ်ကိုကျင့်သုံးတာပဲဖြစ်ပါတယ်ဥပဒေတစ်ခုပြောင်းချင်ရင်ပြည်သူတွေမဲပေးပိုင်ခွင့်ရှိရကြောင်းဒီလိုတည်ငြိမ်မှုဟာရင်းနှီးမြှုပ်နှံသူတွေကိုပုံမစိတ်ချစေပြီးအလောက်ကန်ခွန်လန်းတွေကိုခိုင်မာစေတာပဲဖြစ်ပါတယ်ခြုံငုံပြီးကြည့်မယ်ဆိုရင်စပင်ညက်သမားတယောက်ကအင်ဂျင်နီယာတယောက်ထက်လစာပိုရတာဟာမော်ဆန်တဲ့ကိစ္စမဟုတ်ပါဘူးဒါဟာအရေးအသွေးကိုတန်ဖိုးထားခြင်းလက်မှုပညာကိုလေးစားခြင်းနဲ့စနစ်ကျတဲ့စီးပွားရေးတည်ဆောက်ပုံတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်ကျမတို့ဒီကနေဘာတွေသင်ယူနိုင်မလဲလာစာဆိုတာခဏတတ်မဟုတ်ပဲတန်မိုးလို့ခေါ်တဲ့ဖလူးဆိုတဲ့အရာပေါ်မှာမူတည်နေတယ်ဆိုတာပဲဖြစ်ပါတယ်ကိုလောက်နေတဲ့အလုပ်ကဘလောက်ပဲသိငယ်နေပါစေအဲ့ဒီအလုပ်မှာ expert ကျွမ်းကျင်သူဖြစ်နေရမယ်အစားထိုးမရတဲ့အရေးအသွေးရှိနေမယ်ဆိုရင်သင်ရဲ့တန်မိုးဟာအလိုလိုမြင့်တက်လာမှာပဲဖြစ်ပါတယ်ဆွစ်ဇာလန်လိုဖြစ်ဖို့မလွယ်ကူပေမဲ့သူတို့ရဲ့ quantity အရေးအတွက်ထက် quality first အရေးအသွေးပထမဆိုတဲ့စိတ်ဓာတ်ကိုတော့ကျမတို့အတူယူသင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့မိတ်ဆွေဘယ်လိုခံစားရလဲဆွစ်ဇာလန်မှာသွားပြီးအလုပ်လုပ်ချင်စိတ်ပေါက်သွားလားဒါမှမဟုတ်ကိုယ့်နိုင်ငံမှာပဲကိုယ့်တန်မိုးကိုမြင့်တင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်နော်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ကြည့်ရှုအားပေးကြတဲ့အတွက်ပရိသတ်အဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်